ရှိုးဝဲတစ်ခုမှလောက်ခဲ့တဲ့အပြုံမို့ကြောင့်ဈေးပေါ်ရဲဆိုပြီးဝိုင်းပြောခံနေရတဲ့အဆိုတော်ပို့ပို့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အသေးကွဲတချင်သားရဲ့ဘရင်တဆူလို့ဖြစ်နေခဲ့ပြီးဖြစ်တဲ့အဆိုတော်ပို့ပို့ကတော့သူမရဲ့အခြေရင်းနဲ့ပတ်သက်ပြီးဝေဖန်ခံရရုံနဲ့မကပဲရှိုးဝဲတစ်ခုမှလောက်ခဲ့တဲ့အပြုံမို့ကြောင့်ပရိသတ်တွေကြားထဲမှာအပြောခံနေရပြီးလည်းဖြစ်ပါတယ်အဆိုတော်ပို့ပို့လို့ပြောလိုက်ရင်လူကြီးလူငယ်မရွေးမသိသူမရှိလောက်အောင်ရှမ်းရှမ်းတောက်အောင်မြင်မှုတွေပိုင်ဆိုင်ထားခဲ့ပေမဲ့ဘသူမှမလုပ်တဲ့အပြုံမို့တွေကြောင့်အခုလိုမျိုးဝေဖန်ခံခဲ့ရတာပဲဖြစ်ပါတယ်သူမအနေနဲ့ကတော့ပရိသတ်တွေအပိသူတွေနဲ့ပတ်သက်လာရင်ဘယ်တော့မှချီမိုးနေတာမျိုးမရှိပဲအမြဲတမ်းဂရုတစိုက်အလေးပေးတတ်သူဖြစ်တာကြောင့်ဒီတစ်ခေါက်ရှိုးဝဲမှာလည်းပရိသတ်တွေနဲ့ယဉ်ကျေးမှုရှိဖို့အတွက်အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ဒါကြောင့်ပဲပရိသတ်တွေနားမှာအချိန်တော်တန်ကြအောင်သွားထိုင်နေခဲ့ပြီးဝက်ချတဲ့အဝယ်အစားကြောင့်အပြုံးမှုရိုင်းသွားသလိုအထီးပါဖြစ်သွားခဲ့ရတာပါ။ဒီဖြစ်ရကြောင့်ပဲပို့ပို့တယောက်ဈေးပေါ်တွေဆိုပြီးဝိုင်းပြောခံနေရသလိုကိုထိန်ထိန်သိမ့်သိမ့်မနေလို့ဝိုင်းပြောနေခဲ့ကြတာပါ။တချို့ပရိသတ်တွေကတော့ပို့ပို့ထိုင်နေခဲ့တဲ့နေရာဟာမင်းကလေးတွေကြီးပဲဖြစ်တာကြောင့်ဒီလိုမျိုးတွေမှဝေဖန်ဖို့ဝိုင်းပြောနေခဲ့ပြီးဘိုက်ခေါက်ကလေးကိုပါဝိုင်းပြီးချစ်နေခဲ့ကြပါသေးတယ်။ဆိုတော့ပရိသတ်ကြီးတို့လည်းအခုလိုမျိုးပရိသတ်တွေအပေါ်မှာချစ်ပြီးအလေးပေးတဲ့သူမကိုအခုလိုမျိုးဝိုင်းပြောနေကြတာကြောင့်အားပေးစကားလေးတွေ comment မှာပြောပြပေးခဲ့ကြပါအောင်ရှင်။